ဟိုတနေ့ကဦးဇင်းဗီဒီယိုဖိုင်လေးတစ်ဖိုင်ကြည့်ရတယ်တခါကြီးကအသက်80ကျော်ငငယ်တုန်းကကျမကြီးအရန်ကောင်းနေတဲ့ဖြူဖြူပွေးပွေးခတ်ချောချောပဲပစ္စည်းဥစ္စာအရန်ကိုပေါ်များတယ်အရန်ချမ်းသာတယ်တဲ့အဲ့ဒါကင်းစားဖြစ်လို့ဆိုပြီးတော့ဘန်ကောက်သွားပြီးတော့ဆေးကုအဲ့ဒါသူ့အလွန်ကြည်ညိုတဲ့ဆရာတော်ကြီးကိုပင့်တော့ဆရာတော်ကြီးကလည်းကြွားပြီးတော့သူ့ကိုတရားဟောမယ်ဆိုတော့သူ့ကိုလာတွေ့တာပေါ့အဲ့တော့ဆရာတော်ကြီးနဲ့လည်းတွေ့ရောအဲ့ဒီတခါကြီးကဘာလုပ်လဲကျုံပွဲချပြီးတော့ငိုတယ်ဗျအသက်80ကျော်အဖိုးကြီးတယောက်ငိုနေတာကိုကြည့်ရတာစိတ်ထဲမှာတော်တော်ကိုမသက်မသာခံစားရတယ်တခုတွေးမိတာလည်းရှိတယ်အော်အသက်ကြီးသွားယုံလေးနဲ့ပျက်စီးခြင်းကိုရင်ဆိုင်နေတဲ့စွမ်းရည်တတ္တိတွေကအလိုလျောက်ရမလာပါလားစဉ်းစားကြည့်နော်အသက်ကြီးသွားတာကိုဘာမှကြိုးစားလိုက်ရတာမလို့သူကြီးသွားတာလေပျက်စီးမှုကိုရင်ဆိုင်နေတဲ့အရေးအသွေးဆိုတာရှားထားမှရမှာပါလားလှုပ်ထားမှရမှာပါလားအသက်ကြီးသွားယုံကလေးနဲ့ပျက်စီးခြင်းကိုရင်ဆိုင်နေတဲ့အရေးအသွေးကအလိုလျောက်ရောက်မလားနောက်ထပ်တစ်ခုစဉ်းစားမိတာကလည်းပဲနှစ်ပေါင်း80ကျော်လူဘဝကြီးကိုနေလာခဲ့ပြီးကမှဘဝဆိုတာတစ်ချိန်ရင်ပျက်စီးရလိမ့်မယ်ဆိုတာကိုတိတက်တဲ့အရွယ်တွေကစနားလည်လက်ခံခဲ့ပြီးကမှအခုတကယ်တွေ့လာပြီဆိုတော့ဘာဖြစ်လို့ဒါကိုလက်မခံနိုင်မဲနဲ့ညှင်းဆန်နေရတယ်လေစဉ်းစားတရားရမ်းကောင်းတယ်နော်အဲ့ဒီအဖိုးကြီးကိုကြီးအပြစ်တင်လို့မရဘူးတရားဓမ္မတို့ဦးဇင်းတို့လည်းပဲကိုအဲ့ဒီအရွယ်ရောက်လို့အဲ့ဒီလိုအနေထားမျိုးရောက်လာရင်တုံလုံးချောင်ချမှုမရှိဘူးလို့အမခံချက်မပေးနိုင်သေးဘူးဟုတ်လားတတ္တဝတိုင်းဟာဘယ်ပြေရောက်လို့မှသိခြင်းမလို့ဦးဇင်းကတော့မထင်ဘူးဘဝတဏှာရှိနေသေးတော့နေခြင်းသေးတာပဲလေနေခြင်းသေးတာပဲအဲ့တော့ဒီနေခြင်းနေတဲ့စိတ်ကြီးကိုဘာလို့ခေါ်တော့ဘဝတဏှာအဲ့တော့ကိုယ်စိတ်ကနေခြင်းနေတဲ့သဘာဝတရားကခွင့်မပြုတော့ဘူးကိုယ်မီပြက်ရတော့မယ်ရက်ရတော့မယ်ဆိုတော့သဘာဝတရားနဲ့ကိုယ်နဲ့ကဘယ်လိုဖြစ်နေတော့ညှိလို့မရတယ်လို့ဖြစ်နေအဲ့မှာဒုက္ခရောက်တယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတို့ကောင်တို့ပျက်စီးမှုကိုရှင်းရှင်းလင်းလင်းနားလည်ထားတဲ့ဉာဏ်ပညာကသာလျှင်ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာစိတ်နှလုံးကိုအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ချမ်းချမ်းသာသာရှိစေလိမ့်မယ်ဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရှားထားတဲ့အာကိုရာတွေကမသေးခင်ရှင်သန်နေထိုင်စဉ်အတွင်းမှာတော့အသုံးချတွေကိုမြတန်ဖိုးရှိတဲ့အရာတွေပဲတည်တဲ့အခါမှာဘာမှသုံးလို့မရတဲ့အရာတွေတကယ်တမ်းကတဘဝနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေးကြတဲ့အခါမှာကြိုတင်ပြင်ဆင်ကြတဲ့နေရာမှာအလွန်မှသဘာဝကျဖို့အထူးသဖြင့်အလွန်မှမျှတဖို့တော့လိုလိမ့်မယ်လို့ဆိုခြင်းတယ်။များသောဖြင့်လူတွေကနေတုံးလေးပဲအစဉ်ပြေအောင်ပဲကြိုးစားကြတာလေ။ပျက်စီးမှုနဲ့တွေးလာရင်အစဉ်ပြေအောင်ဟဲ့ဆိုပြီးတော့ကြိုးစားတာရှိသလား။အရင်နေတယ်ပေါ့ရှိတော့